မင်္ဂလာပါခင်ဗျာဖူကက်တိုင်းသတင်းဌာနတစ်ခုကတင်ဆက်လာတဲ့မြန်မာနိုင်ငံသားတွေနဲ့ပတ်သက်ပြီးစီကံမရှိခြင်းနဲ့ပတ်သက်တဲ့အကြောင်းအရာတချို့ကိုကျွန်တော်တင်ဆက်ပေးချင်ပါတယ်။ဒီနေ့ကပုံထဲမှာပါလာတဲ့မြန်မာလူမျိုးစုတစုဟာပင်လယ်ကမ်းခြေမှာဝိုင်းဖွဲ့စားတောက်ကြပြီး၎င်းတို့ထုတ်ပိုးယူဆောင်လာတဲ့ထမင်းကြိုင်အများကိုလည်းပင်လယ်ကမ်းခြေမှာပဲပင်လယ်ရေနဲ့ဆေးကြောခဲ့ပါတယ်။ထို့နောက်၎င်းတို့စားကြောစားကြအမိုင်များကိုလည်းပင်လယ်ရေထဲသို့ပစ်ချခဲ့တယ်လို့၎င်းကဆိုပါတယ်။နောက်ထပ်ဖူကက်တိုင်းကတင်လာတဲ့ဒီနေ့တစ်ခုမှလည်းမြန်မာအမျိုးသားစုစုဟာပင်လယ်ကမ်းခြေမှာရေကူးနေကြပြီး၎င်းတို့ဟာကျဲငါးတွေကိုဖမ်းယူနေတယ်လို့၎င်းကဆိုပါတယ်။ဘေးပတ်ဝန်းကျင်မှာထိုင်းများကမဖမ်းယူဖို့ပြောဆိုနေပေမဲ့စကားနားမလဲတာကြောင့်လားအဘက်အတွက်ကြောင့်ရင်မတိပေမဲ့ကျဲငါးတွေကိုဆက်လက်ဖမ်းယူနေပါတယ်။ဒါကြောင့်မို့၎င်းတို့ကအိမ်ပြန်ယူသွားဖို့လားလို့တောင်းမေးခွန်းထုတ်နေကြပြီးမြန်မာနိုင်ငံသားတွေအနေနဲ့တဘာဝပတ်ဝန်းကျင်ထိမ့်သိမ်းရနေရာတွေမှာအမိုက်မပြည့်ရတဘာဝတားကောင်းတွေကိုမဖမ်းဆီးရဆိုတဲ့အကြောင်းအရာတွေကိုနားမလည်တာလားဟုအမျိုးမျိုးဝေဖန်ပြောဆိုခံနေရပါတယ်ခင်ဗျာ